တတိယပိုင်းတရေကြောက်လို့ဘုံကြီးကျောင်းပြေးခါမှဘုံကြီးကျောင်းဇရက်ပုံမှာထုံးနိုင်တဲ့ပြားလေးတို့နှစ်ယောက်ရင်ဘတ်ချင်းအပြိုင်ခုံရင်းလဲလျောင်းနေကြပါတယ်တကူလုံးလဲစုချစ်ရာတွေမျက်ရှက်ရာတွေနဲ့တွေးဆိုနေပေမဲ့နာရမှန်းမသိပဲအမောဖြေနေကြတော့ဟေ့ကောင်ပြားလေးမင်းစီရှိသေးလားငါရင်ဘတ်တွေပေါက်ထွက်တော့မယ်ထုံးနိုင်ကတုံရီတဲ့အတန်နဲ့မေးလိုက်ပါတယ်မင်းကလည်းတနတ်တောင်လှုပ်ချခဲ့တဲ့ကောင်ကိုဈေးအိတ်ထဲပါမပါလာမင်းနေတယ်တရေကနောက်ကကပ်ပါလာသေးလားမသိဘူးငါတော့တကူအလုံးတုံနေတာပဲပြားလေးကမျက်စိစုံမိတ်ပြီးပြန်ပြောရှာပါတယ်အမောင်ထဲကတုတ်အဲ့ဒီလိုဖះတရားတပီငြိမ်နေကြတော့ဇရက်အောက်ခြေဘက်ကနေတုတ်ဆိုပြီးခက်မှန်မှန်လျှောက်လာတဲ့ခြေတံတစ်ခုကိုကြားလိုက်ရပြန်ပါတယ်နှစ်ယောက်စလုံးချက်ချင်းဘုံကနေထထိုင်မိပြီးအသက်ကိုအောင့်ထားလိုက်ကြတယ်လာရောက်အောက်မှာဇရက်လေကားထစ်အတိုင်းအမဲရောင်အရေးကြီးတစ်ခုဖြည်းဖြည်းချင်းတက်လာတာကိုမြင်လိုက်ရတဲ့အခါပြားလေးကထုံးနိုင်ရဲ့ပခုံးကိုအတင်းဆွဲညှစ်ပြီးလာပြန်ပြီးထုံးနိုင်စောကမိမကြီးရွာတဲ့အထိလိုက်လာပြီးထင်တယ်နှစ်ယောက်သားကြောက်လန့်တကြားနဲ့ဇရက်တိုင်ကိုဖက်ပြီးတယောက်နောက်တယောက်ပုံနေကြစင်မှာပဲအဲ့ဒီအရေးကြီးကလာရောက်အောက်ကိုအပြေးဝရောက်လာပါတော့တယ်ဓမီမရှိတော့တဲ့အတွက်လာရောက်ဖြော့အောက်မှာတေချာစိုက်ကြည့်လိုက်တော့ပေါ်လာတာကမျက်နှာမရှိတဲ့တရေမဟုတ်ပဲလက်ထဲမှာတုတ်ကောက်တစ်ချောင်းကိုကင်ပြီးခါကုန်းနဲ့တုံချီတက်လာတဲ့ဘုံကြီးကျောင်းကကပ္ပိယကြီးဥပိုးတုတ်ဖြစ်နေပါတယ်ဥပိုးတုတ်ကဇရက်ပေါ်ရောက်တော့တုံညီနေတဲ့ကောင်တစ်ကောင်ကိုမြင်ပြီးမျက်မှောင်ကြီးကုတ်ကလမ်းអော်လိုက်တာပေါ့ဟေးကောင်တွေညင်ကြီးတကောင်ဘုံကြီးကျောင်းနဲ့လာပြီးဘာလုပ်နေကြတာလဲអော်လိုက်ကြတာလဲအမေဆဲတံပါလို့နမတပြားတိုက်တဲ့မှတ်လို့တုတ်ကောက်ဆွဲပြီးလာကြည့်ရတယ်ထုံးနိုင်ကဥပိုးတုံမှန်တီးသွားတော့မှတက်ပြင်းချနိုင်ပြီးအလောတကြီးပြောရှာပါတယ်ဟာဥပိုးတုတ်ကဲပါဥပြကျွန်တော်တို့သူ့တန်နာမှာမျက်နှာမပါတဲ့တရေမကြီးနဲ့တွေးခဲ့လို့ပြအဝိဖြူကြီးနဲ့ငူပြီးလိုက်လာတာအခုထိရင်တုံလို့မပြောက်သေးဘူးဟာသားဖြစ်သွားတဲ့လှုပ်ဝက်ချက်ထုံးနိုင်ရဲ့စကားကိုကြားတော့ဥပိုးတုတ်ကကြောင်အံ့ဖြစ်သွားပြီးခဏနေတော့မှတဟားဟာနဲ့ဘိုင်းနှိပ်ပြီးအော်ရဲပါလေရောအမလေးဟာမင်းတို့နဲ့ကွာဈေးတွေတောက်ပြီးမျက်စိတွေမှုန်ကုန်ကြတာလားအဲ့ဒါတရေမဟုတ်ဘူးဟာရွာဦးကယူနေတဲ့မအေးမီကွာသူကဒီညနေကမှရွာလဲကအလူအိမ်ကပေးလိုက်တဲ့အင်ကြီးဖြူပွားကြီးကိုဝစ်ပြီးသူ့လင်သေးသွားတဲ့သူ့တန်နဲ့သွားငုံနေတာပြီးတော့ညဘက်ချင်းကိုက်လို့ခေါင်းကြီးခြုံထားတာကိုမင်းတို့ကမျက်နှာမရှိဘူးဆိုပြီးတွေးယူတွေးတန်းပြေးလာကြတာဖြစ်မယ်ဟာဥပိုးတုတ်ရဲ့စကားကြောင့်ထုံးနိုင်တဲ့ပြားလေးတို့နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးစွန့်သွားကြပါတယ်ကြောက်လန့်တကြားနဲ့ပြစ်ချခဲ့တဲ့ကျွတ်ဆယ်ကျော်ကောင်ရဲ့အဖိုးတန်များတနက်ရဲ့ဈေးပလင်းရဲ့ကိုနှမျောရမလို့တရေဆိုပြီးယူနေတဲ့သူကိုကြောက်ပြီးအသက်လူပြေးခဲ့ရတဲ့မိမိတို့ကိုပဲရှက်ရမလို့နဲ့ဘုန်းကြီးကျောင်းဇရက်ပုံမှာပြုံးစားကြီးဟာတာဖြစ်သွားကြပါတော့တယ်